အမရဲ့မျိုးသားရွှေတောင်သားဖြစ်ပါတယ်အမတို့မန်းလေးကိုဆောက်ရောက်တဲ့အချိန်မှာရွှေတောင်ခေါက်ဆွဲအစ်စ်ကတိတ်မရှိဘူးပေါ့နော်အားကြောင့်မန်းလေးသူမန်းလေးသားတွေကိုရွှေတောင်ခေါက်ဆွဲအစ်စ်လေးကိုစားသိခြင်းနဲ့ရည်ရွယ်ချက်လေးနဲ့ဒီဇိုင်းလေးကိုဖွင့်ပြခဲ့တာဖြစ်ပါတယ်အမားတို့ဆိုင်မှာအဓိကရောင်းတာကတော့ရွှေတောင်ဒေသအစားအစာရဲ့ပြည်ဒေသအစားအစာရဲ့ဖြစ်ပါတယ်ရွှေတောင်ဒေသအစားအစာမှာဆိုရင်ဒီရွှေတောင်ခေါက်ဆွဲရမယ်ပေါ့နော်အမားတို့ရဲ့ရွှေတောင်ခေါက်ဆွဲကအကောင်းဆုံးဂျုံကိုအသုံးပြုထားပြီးတော့ကိုယ်တိုင်ကြိတ်တဲ့ခေါက်ဆွဲဖြစ်ပါတယ်ဗမာကျက်စစ်စစ်ကိုအသုံးပြုထားပြီးတော့ဗမာကျက်ရိုးဟင်းကားလေးနဲ့တွဲဖက်သုံးဆောင်ရတာဖြစ်တဲ့အတွက်အကြားခေါက်ဆွဲတွေနဲ့ပုံသဏ္ဍာန်အရသာအောင်မတူပါဘူးရှင်အချုံမုံလုံးဝမသုံးပါဘူးဒီပလာတာဆိုရင်လည်းအထက်ထဲမှာထက်တရရဲ့စမူစာရဲ့ကိုမှကလဘဲရဲ့အာလူရဲ့ချက်သားရဲ့ချက်ထားတာလေးကိုအရေးခက်ဆက်ဆက်လေးထည့်အတုပ်လိုပုံစံမျိုးလေးနဲ့သုံးဆောင်ရတာဖြစ်ပါတယ်ရှင်နောက်ထပ်အစားများတာတွေကတော့တပူးတုပ်ဆောင်နဲ့ရန်ကုန်အုံနှုတ်ခေါက်ဆွဲဖြစ်ပါတယ်တပူးတုပ်ဆောင်ကဆိုလဲပြည်ရအတိုင်းလေးပေါ့နော်ဒီထဲမှာပါဝင်တဲ့တင်မောသီတိုဘူးခေါက်ဆွဲကြာစံချင်းငန်းဆက်ကလေးပေါ့နော်မုတ်ကျွတ်ကလေးနဲ့တွဲဖက်ပြီးသုံးဆောင်ရတာဖြစ်ပါတယ်အုံနှုတ်ခေါက်ဆွဲထဲမှာဆိုရင်လည်းပဲသွေးကိုအဓိကပေါ့နော်ရန်ကုန်စတိုင်လေးဖြစ်အောင်ချက်ပေးထားပါတယ်ရှင်ထမင်းနဲ့ရစားခြင်းနဲ့ဆိုရင်လည်းဆိုင်မှာရွှေတောင်ထမင်းတုပ်ပြီးထမင်းတုပ်အမဲထမင်းတုပ်တွေလည်းရရှိပါတယ်ရှင်အမဆိုင်နာမည်ကတော့ရွှေဖြိုးအောင်ရွှေတောင်ခေါက်ဆွဲနေရွှေတောင်ဒေသအစားအစာဆိုင်ဖြစ်ပါတယ်အမဒီဇိုင်းလေးကို2014ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်နှစ်ပေါင်း12နှစ်တိုင်ရှိပါပြီရှင်အိစာလေးကတော့33လမ်း6263ကြားဖြစ်ပါတယ်ရှင်ရွှေတောင်ဒေသအစားအစာစစ်လေးကိုစားကျင်နေဆိုရင်တော့ရွှေဖြိုးအောင်ရွှေတောင်ခေါက်ဆွဲဆိုင်လေးကိုလာရောက်စားတော့ဖို့ဖိတ်ခေါ်ပါတယ်ရှင်